Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ထိုင်းနိုင်ငံကိုရောက်ချင်းပထမအဆုံးသွားပြတဲ့နေရာလေးပါဒါကတော့ Peru မှာရှိတဲ့ Central World Center ပဲဖြစ်ပါတယ်ဒီမှာတော့ basic ကုန်လိုက်ပေါ့ဒီတော့တော့ကိုမထင်မပဲနဲ့ Central World ရောက်လာတယ်ပေါ့ဟုတ်ကဲ့ဒီဖျားလေးရဆိုရင်တော့ထိုင်းလူမျိုးတွေနဲ့ကမ္ဘာလက်ခီးသွားတွေကြားမှာအရန်နာမည်ကြီးရဲ့ဒီမျက်နှာဖျားပဲဖြစ်ပါတယ်သူကတော့ Central World ရဲ့ဘယ်ဘက်တောင်မှာရှိတာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်ထိုင်းလူမျိုးတွေတော်တော်များများလာပြီးတော့ဆူတောင်းကြတယ်နောက်ပြီးတော့ကမ္ဘာလက်ခီးသွားတွေနဲ့တရုတ်ပြည်များတော့ပြင်လာပြီးတော့ဆူတောင်းတာကိုကျွန်တော်တို့တွေ့ရပါတယ်နောက်ပြီးရင်သူနဲ့မျက်နှာချင်းဆိုင်ရှိတဲ့မှာတော့basicဂုံတိုင်းရှိပါတယ်ကျွန်တော်တို့ဒါတော့ကျွန်တော်တို့ရောက်ချင်းပထမဆုံးသွားပြတဲ့နေရာလေးတွေပေါ့နော်ကျွန်တော်စန်တယ်ဝါရှိရခုကောင်းနေပေါ့နော်နိုင်ရှောက်နေပါတယ်ဒါပေမဲ့နိုင်မကက်လို့တော့ရှောက်နေပါနိုင်မှာရောက်ပါဘူးဒီရတော့အခုဆိုရင်ဘုရားတော်ပြည့်နေပြီဘုရားတော်ပြည့်နေရှိတယ်ဟမ်ဟယ်လိုဘယ်ဒီနဲ့နိုင်မှာပါရှိHai sama. Video တွေလေးနဲ့နိုင်တည်အောင်လဲ notification ကောင်းကောင်းလေး on ထားပြီးတော့တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ video လေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့အခုဆိုရင်တော့ကျွန်တော်တို့ဈေးလေးနဲ့ဝယ်ပြီးတော့ကျွန်တော်တို့ဟိုတယ်ရှိတဲ့နေရာကိုပြန်มาတော့မယ်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးထူးပဲရှိပါတယ်